ကြွက်သားခွန်အားခုခံမှုလေ့ကျင့်ခန်း strength or resistance exercise အလေးချိန်သို့မဟုတ်ခုခံမှုဖြင့်ကြွက်သားများကိုပိုမိုအားစိုက်လှုပ်ဆောင်စေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။အယိုးများကိုတတ်မာစေပြီးဟန်ချက်ညီခြင်းကိုယ်နေဟန်ထားမှန်ကန်ခြင်းစတဲ့အကျိုးကိုရရှိမှာဖြစ်ပါတယ်။တစ်ပတ်လျင်2 ရက်မှ3 ရက်ပြုလုပ်နိုင်တယ်။ကလေးတွေမှာအရက်ဖွံ့ဖြိုးရန်လှုပ်တဲ့ကြွက်သားခွန်အားခုခံမှုလေ့ကျင့်ခန်းအမျိုးအစားတွေကဘားတန်းလွှဲခြင်း hanging ပလန့်ထောက်ခြင်း planks တိုက်ထိုးခြင်း push-up ဗိုက်သားလေ့ကျင့်ခြင်း crunches ဒူးထောက်တိုးခြင်း forward lunges ထိုင်ထားပြုလုပ်ခြင်း squats စတာတွေဖြစ်ပါတယ်။ဘားတန်းလွှဲခြင်း hanging ဘားတန်းကိုလက်နှင့်ခြေထောက်များဆန့်နှန်းကလွှဲချခြင်းဖြစ်တယ်။ကြောရိုးကိုဖြောင့်စေပြီးကြောရိုးစစ်များကြားရှိအယွတ်များကိုရှည်လာစေကာအရက်ရှည်ထွက်ရန်အထောက်အကူပြုပါတယ်။အကျိုးကျေးဇူးများကတော့အစစ်လှုပ်ရှားနိုင်စွမ်းကိုထိမ့်သိမ်းပေးခြင်းကြွက်သားပြေလျောမှုကိုမြင့်တင်ပေးခြင်းကြွက်သားနှင့်အစစ်တန်ရာများကာကွယ်ပေးခြင်းကိုယ်နေဟန်ထားမှန်ကန်စေခြင်းတို့ဖြစ်တယ်ပလန့်ထောက်ခြင်း planks ဝမ်းပိုက်ကြောတင်ပါနှင့်တင်ပါဆုံးရှိအရေးပါသောကြွက်သားများကိုတန်မာစေပါတယ်ခါးနာခြင်းမှုကိုတက်တာစေပြီးကိုယ်နေဟန်ထားကိုမှန်ကန်စေတယ်အကျိုးကျေးဇူးများကတော့ခါးနာခြင်းမှုကိုတက်တာစေခြင်းဝမ်းပိုက်ကြွက်သားများကိုကျစ်လစ်စေခြင်းကိုယ်နေဟန်ထားနှင့်ဟန်ချက်ညီမှုကိုတိုးတက်စေခြင်းကြွက်သားပြေလျောမှုကိုမြင့်တင်ပေးခြင်းတို့ဖြစ်တယ်။တိုက်ထိုးခြင်း push-up တိုက်ထိုးခြင်းသည်ကိုယ်ခန္ဓာတစ်ခုလုံးအတွက်လေ့ကျင့်ခန်းဖြစ်တယ်။လက်မောင်းရင်ဘတ်ဝမ်းပိုက်တင်ပါနှင့်ခြေထောက်ကြွက်သားများတစ်ပြိုင်နက်အလုပ်လုပ်စေတယ်။အကျိုးကျေးဇူးများကတော့ကိုယ်နေဟန်ထားမှန်ကန်စေခြင်းကိုယ်ခန္ဓာတစ်ခုလုံးရှိကြွက်သားများကိုတန်မာစေခြင်းခါးအောက်ပိုင်းဒဏ်ရာများမှကာကွယ်ပေးခြင်းနှလုံးနှင့်သွေးကြောကျန်းမာရေးကိုအထောက်အကူပြုခြင်းတို့ဖြစ်တယ်။ဗိုက်သားလေ့ကျင့်ခြင်း crunches ဝမ်းပိုက်ကြွက်သားများကိုဥတည်တဲ့လေ့ကျင့်ခန်းဖြစ်တယ်။အကျိုးကျေးဇူးများကတော့ဗဟိုကြွက်သားအား core strength တိုးစေခြင်းကိုယ်ခန္ဓာပေါ်ပိုင်းပြေလျောမှုကိုမြင့်တင်ပေးခြင်းဝမ်းပိုက်ကြွက်သားအားလုံးကိုအလုပ်လုပ်စေခြင်းတို့ဖြစ်တယ်။ဒူးထောက်တိုးခြင်း forward lunges တင်မာဒူးနှင့်ခြေကျင်းဝတ်ရှိကြွက်သားနှင့်အစစ်များကိုတန်မာစေတယ်။ဟန်ချက်ညီမှုနှင့်ဗဟိုကြွက်သားတည်ငြိမ်မှုကိုတိုးတက်စေတဲ့လေ့ကျင့်ခန်းဖြစ်တယ်။အကျိုးကျေးဇူးများကတော့ခြေထောက်နှင့်တင်ပါကြွက်သားများကိုတန်မာစေခြင်းကြွက်သားပြေလျောမှုကိုမြင့်တင်ပေးခြင်းကိုယ်ခန္ဓာဗတ်ညီမှုကိုတိုးတက်စေခြင်းကြောရိုးကျန်းမာရေးကိုအထောက်အကူပြုခြင်းတို့ဖြစ်တယ်။ထိုင်ထားပြုလုပ်ခြင်း squats ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့်အောက်ပိုင်းရှိကြွက်သားများကိုတစ်ပြိုင်နက်အလုပ်လုပ်စေတယ်။ကိုယ်အလေးချိန်လျှော့ချရန်နှင့်အဝလွန်ခြင်းကိုထိမ့်သိမ်းရာတွင်အထောက်အကူပြုပါတယ်။အကျိုးကျေးဇူးများကတော့လည်ပင်းကိုဓာတ်မဖြစ်စေသောလေ့ကျင့်ခန်းဖြစ်ခြင်းအစီများကိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်ထိမ့်ပေးခြင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်းအစာချေစနစ်ကိုအားကောင်းစေခြင်းတို့ဖြစ်တယ်။